တည်ထားရအောင်ပါတချို့ຢာတွေကမထင်မှတ်တာတွေဖြစ်တာတတ်တယ်အဟောင်းတွေကအသစ်ဖြစ်လာတတ်တယ်အသစ်တွေကအဟောင်းဖြစ်သွားတတ်တယ်အမြင်ကပ်လို့သေသေးခြင်းနဲ့သူကမသေးပဲမထင်မှတ်တဲ့လူကသေတတ်တယ်မသေးသေးခြင်းနဲ့လူသေတတ်တယ်အားလုံးကအမြင်ကပ်နေတဲ့သူပေါ့ဥမာအဲ့ဒီလူကကျမ်းမာလေးရပဲဖြစ်တတ်တယ်ဥပမာလေးပြောရရင်အနုပညာရှင်တွေလူဟောင်းအနုပညာရှင်တွေပေါ့ဒီ2026မှာအသစ်ဖြစ်လာတတ်တယ်လူဟောင်းတွေကလူသစ်ဖြစ်လာတတ်တယ်အနားယူနေတဲ့လူတွေကအရာထင်လာတတ်တယ်ဘာမဆိုပေါ့အဟောင်းတွေကအသစ်ဖြစ်လာတတ်တယ်မြုပ်နေတာတွေပေါ်လာတတ်တယ်မြုပ်ထားတာတွေပေါ်လာတတ်တယ်ဒါ2026မှာဖြစ်လာတတ်တယ်1388ခုနှစ်မှာသဘောဘေးရန်တွေကိုထူးထူးစိုက်ကြရမယ်တခြားအရာဘာတွေမှမတွေးနဲ့ကိုမိသားစုရေကိုရင်တွေးစောင်းနေရင်တွေးကြနော်တန်တရားအတွက်စင်ကျင်ကြစိတ်တော့မဆိုးနဲ့ဒီနှစ်2026မှာမင်းပြောင်းမင်းလွဲလုံးဝမရှိပါအဟောင်းတွေကတစ်ဖြစ်မယ်ဟောင်းနေတဲ့လူတွေကအရာပြန်ထင်လာတတ်တယ်သဘောပါလားသဘောပေါက်ခြင်းလဲပေါက်နေလိမ့်မယ်ဒီနေရာမှာအားလုံးတခုထပ်ပြောချင်တာကတော့ဖျားစီတီတွေတကိုးကြီးဖျားစီတီတွေထီတော်တွေတင်ဆောင်ပူဇော်ရမယ်တင်လို့ပူဇော်ရမယ်တဘာဝဘေးရန်တွေကိုထူးထူးဆိုင်ကြဘဲသွားဘဲလာဂယူဆိုင်ကြဂုံတော်တွေခါတော်တွေမမေ့နဲ့ခန္ဓာကိုယ်တွေချွေရင်းသွားရင်တိတ်မလွယ်ဘူးလူဘဝကြီးမှာခန္ဓာကိုယ်တွေချွေရင်းသွားရင်တိတ်ကြဖို့ကောင်းတယ်အဟောင်းတွေကတစ်ဖြစ်လာတတ်တဲ့တရားတွေထူးထူးဆိုင်တရားတွေဂယူဆိုင်ပါတရားအသစ်တွေဆိုပြီးတော့လွတ်ထင်ကြီးမနေနဲ့ရေရောက်ထဲမှာမြုပ်ထားတဲ့ဟာတွေပေါ်လာတတ်တယ်မြေရောက်ထဲမှာ2026မှာဟောင်းတွေကတစ်ဖြစ်လာတတ်တယ်မြို့တစ်ရွာတစ်တွေဖြစ်လာတတ်တယ်မြို့ဟောင်းရွာဟောင်းတွေဖြစ်သွားတတ်တယ်နားယူနေတဲ့လူတွေကလူတစ်ဖြစ်လာတတ်တယ်အကယ်ဒမီဆိုရင်တော့ပေါ့နော်အကယ်ဒမီရနိုင်ရင်တော့လူဟောင်းကထပြီးအကယ်ဒမီရတတ်တယ်မထင်မှတ်တဲ့အရာတွေဖြစ်လာတတ်တယ်ယူဆိုင်ကြ